အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ဗီဇာလျှောက်ဖို့အတွက်ထိုင်းကနေပြီးတော့ကမ္ဘောဒီးယားကိုသွားမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူလိုက်ပါကြည့်ရှုပေးကြပါဦးခင်ဗျာကျွန်တော်တို့ထိုင်းကနေပြီးတော့ကမ္ဘောဒီးယားကိုတော့ FF လိုမျိုးလူ10ယောက်လောက်စီးလို့ရတဲ့ကားနဲ့ပဲကျွန်တော်တို့နေဆက်ကိုသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ထိုင်းကမ္ဘောဒီးယားနယ်စပ်ကိုညနေဆောင်9နာရီထိုးကန်နီးလောက်မှာရောက်ပြီးတော့နယ်စပ်ကိုဖြတ်ခဲ့ပါတယ်ကမ္ဘောဒီးယားနယ်စပ်ကနေမှတဆင့်ကမ္ဘောဒီးယားရဲ့မြို့တော်ဖနွမ်းပန်ကိုအိတ်စင်ပါတဲ့ညာကားနဲ့ခရီးဆက်ခဲ့ပြီးတော့မနက်9နာရီကျော်လောက်မှာတော့ဖနွမ်းပန်မြို့ကိုရောက်ရှိခဲ့ပါတယ်ဒါကတော့ဗီဇာလျှောက်တဲ့အခါမှာ2ပတ်လောက်ကြာတဲ့အတွက်ကုမ္ပဏီကနေငှားပေးထားတဲ့ resident ပဲဖြစ်ပါတယ်ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပန်မြို့မှာရှိတဲ့ထိုင်းတန်ယုံကတော့ကမ္ဘောဒီးယား People Party CPP ရဲ့ဌာနချုပ်အရှိမရှိပြီးတော့ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာဂျပန်တန်ယုံရဲ့ဘေဂျင်းကနေရာမှာတည်ရှိတာပဲဖြစ်ပါတယ်။ဗီဇာလျှောက်တဲ့အခါကျွန်တော်တို့ရဲ့ passport ကိုထိုင်းတန်ယုံစီပေးခဲ့ရတာဖြစ်တဲ့အတွက်ထိုင်းတန်ယုံကနေပြီးတော့ဒီလိုချလန်လေးပြန်ပေးထားပါတယ်။အကယ်၍ကမ္ဘောဒီးယား immigration ရဲတွေစစ်တာခံရလို့ passport မရှိခဲ့ရင်ချလန်ပြပြီးဗီဇာလျှောက်ထားကြောင်းတက်တည်ပြလို့ရအောင်ပါဒီမီးပန်းတွေဖောက်တဲ့နေ့က2024ဩဂတ်9ရက်နေ့ဖြစ်ပြီးတော့ဖူနန်တက်ကိုတူးမြောင်းအုံမြင့်ချတဲ့အခမ်းအနားကိုဂုဏ်ပြုတဲ့အနေနဲ့မီးပန်းတွေဖောက်တာပဲဖြစ်ပါတယ်ဒေါ်လာ 1.7 ဘီလီယံရန်ပုံငွေပံ့ပိုးထားတဲ့စီမံကိန်းဖြစ်ပြီးကီလိုမီတာ180ရှိတဲ့ဖူနန်တက်ကိုတူးမြောင်းကတော့ကမ္ဘောဒီးယားနိုင်ငံဖနွမ်းပန်မြို့တော်ကိုထိုင်းပင်လယ်ကွေ့နဲ့ချိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒီတူးမြောက်ဟာဗီယက်နမ်နိုင်ငံရဲ့စိတ်ကမ်းတွေအပေါ်မိကိုအားထားနေရမှုရှော့ချပြီးပြင်ပနိုင်ငံတွေနဲ့ကမ္ဘောဒီးယားနိုင်ငံရဲ့ကုန်သွယ်မှုကိုမြင့်တင်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်
ရက်အဲ့လိုပဲရှောက်သွားပါတယ်ပြီးရင်လည်းရှောက်စားပါတယ်တခါတလေကြားလို့ရှိရင်တော့ဟောပေါ်တွေပါညာတော့စားပြပါတယ်တခါတလေကြားလို့ရှိရင်တော့ဈေးထဲမှာသွားပြီးတော့ပဲဝယ်ချမ်းချက်ပြုတ်ပါတယ်ဗီဇာလည်းရပြီဆိုတော့ပြန်လာတော့မယ်